မြင်းလင်းလာတော့မယ်ဆိုတာဘလို့သိနိုင်ကြလဲမြင်းလင်းဆိုတာလူသားတွေအကြောက်ဆုံးဘာဝဘေးအန္တရာယ်တွေကတခုပါစက္ကန့်ပိုင်းအတွင်းမြို့ကြီးတွေပြိုကျနိုင်ပြီးလူတန်းပေါင်းများစွာရဲ့ဘဝကိုပြောင်းလဲသွားစေနိုင်ပါတယ်ဒါကြောင့်မြင်းလင်းလာတော့မယ်ဆိုတာကြိုသိနိုင်လားဆိုတဲ့မေးခွန်းကိုလူတွေကအမြဲစိတ်ဝင်စားနေကြပါတယ်တကယ်တော့သိပ္ပံပညာရှင်တွေဟာမြင်းလင်းဖြစ်မဲ့အချိန်ကိုတိတိကျကျမခန့်မှန်းနိုင်သေးပါဘူးမနေ့ပြန်3နာရီမှာဒီနေရာမှာငလင်လုံးမယ်ဆိုပြီးအတိအကျပြောနိုင်တဲ့နေပညာမရှိသေးပါဘူးဒါပေမဲ့မြင်းလင်းဖြစ်လာနိုင်တဲ့အခြေအနေတွေကိုတော့စောင့်ကြည့်လေ့လာနိုင်ပါတယ်ကမ္ဘာမြေကြီးရဲ့အောက်မှာမြေထုကြီးတွေဟာအမြဲတမ်းရွေ့လျားနေပါတယ်ဒီမြေထုကြီးတွေကိုမြေချက်ကြီးများလို့ခေါ်ကြပါတယ်တချို့နေရာတွေမှာဒီမြေချက်ကြီးတွေဟာတစ်ခုနဲ့တစ်ခုဖိထားပြီးအချိန်ကြာလာတဲ့အခါအားတွေစုပုံလာပါတယ်အဲ့ဒီအားတွေကိုမထိန်နိုင်တော့တဲ့အချိန်မှာရုတ်တရက်ပြတ်ထွက်ပြီးမြေငလင်ဖြစ်ပေါ်လာတာပါဒီလှုပ်ရှားမှုတွေကိုစောင့်ကြည့်ဖို့သိပ္ပံပညာရှင်တွေကငလင်တိုင်းကိရိယာတွေကိုအသုံးပြုကြပါတယ်မြေကြီးအောက်ကအသေးငယ်ဆုံးတုန်ခါမှုကိုတောင်ဒီစက်တွေကဖမ်းယူနိုင်ပါတယ်တချို့နေရာတွေမှာငလင်သေးစားလေးတွေမကြာခဏဖြစ်လာရင်ပိုကြီးတဲ့ငလင်တစ်ခုဖြစ်လာနိုင်တဲ့အချက်ပြတစ်ခုအဖြစ်သတ်မှတ်ကြပါတယ်ဒါအပြင်ကမ္ဘာပတ်လမ်းကြောင်းကကျုပ်တုတွေကိုအသုံးပြုပြီးမြေပြင်ရဲ့ရွေ့လျားမှုကိုလည်းတိုင်းတာကြပါတယ်လူမျက်စိနဲ့မမြင်နိုင်လောက်တဲ့မီလီမီတာနည်းငယ်ပြောင်းလဲမှုကိုတောင်တိုင်းတာနိုင်ပါတယ်မြေပြင်တစ်ခုဟာဖြည်းဖြည်းချင်းဖိအားတက်လာနေတာကိုတွေ့ရရင်အဲ့ဒီဒေတာဟာအန္တရာယ်ပိုများလာနိုင်ပါတယ်တချို့သိပ္ပံပညာရှင်တွေကတော့မြေအောက်ရေပြောင်းလဲမှုတငွေ့ထွက်ရှိမှုတိရစ္ဆာန်တွေရဲ့ထူးဆန်းတဲ့အပြုအမူတွေကိုပါလေ့လာကြပါတယ်ဥပမာခွေးတွေအော်ရာငါးတွေရုတ်တရက်ထွက်ပြေးတာမျိုးကိုလူတွေကအရင်ကတည်းကသတိထားခဲ့ကြပါတယ်ဒါပေမဲ့ဒီຢာတွေဟာသိပ္ပံနည်းကျအတိမပြုနိုင်သေးတဲ့အချက်တွေဖြစ်နေစေပါလက်ရှိအချိန်မှာတော့မြေနလင်ကိုကြိုတင်ဟောကိန်းထုတ်ခြင်းထက်အမြန်သတိပေးစနစ်ကပိုရေးကြီးလာပါတယ်ဂျပန်လိုနိုင်ငံတွေမှာမြေနလင်စက်တင်လုပ်တဲ့အချိန်ထွက်လာတဲ့လိုင်းတွေကိုစက်တွေကအရင်ဖမ်းပြီးစက္ကန့်နည်းငယ်အတွင်းဖုံးရထားတဲ့အားစနစ်တွေကိုတီးပေးနိုင်ပါတယ်စက္ကန့်နည်းငယ်ပဲရပေမဲ့လူအများကြီးရဲ့အသက်ကိုကယ်တင်နိုင်ပါတယ်တကယ်တော့လူသားတွေဟာမြေနလင်ကိုမတားဆီးနိုင်သေးပါဘူးဒါပေမဲ့ကမ္ဘာမြေအောက်မှာဖြစ်ပေါ်နေတဲ့ပြောင်းလဲမှုတွေကိုနေပညာနဲ့စောင့်ကြည့်ရင်ဘေးအန္တရာယ်ကိုလျှော့ချနိုင်ဖို့စူးစမ်းနေကြပါတယ်တဘာဝကိုအနိုင်ယူနိုင်တာမဟုတ်ပေမဲ့နားလည်လာတာနဲ့အမျှလူသားတွေပိုပြီးအသင့်ပြင်ဆင်နိုင်လာနေပြီဖြစ်ပါတယ်ဒီလိုမျိုးနေစဉ်ဗဟုသုတတွေအတွက် Daily Bite ကို follow လုပ်ခဲ့ကြပါအောင်